အားလုံးပဲမင်္ဂလာပါဒီနေ့ဖတ်ပြပေးမှာကတော့လက်ကျန်လာရောင်စာအုပ်ကလေးရဲ့အပိုင်း30ဖြစ်ပါတယ်ပထမဦးစွာဒီစာအုပ်ကလေးကိုတင်ဆက်ခွင့်ပေးဖို့ဆရာမပုံညာခင်ကိုလေးစားစွာပန်ကြားအပ်ပါတယ်ရှင် channel လေးကိုလည်း like and subscribe လေးလုပ်ပေးခဲ့ကြပါအောင်နော်တမပင်များခြံရံထားသည့်အဆုံးတွင်ခန္ဓာတက်တဲ့သည့်မဟုတ်တစ်ခုမအုပ်ရဲ့အတွင်းပိုင်းမှာတော့တစ်ချိန်ကစာသင်သားတန်ခါများစွာတို့ပညာစီးဖို့တရင်သုံးခဲ့ဘူးရာစင်ဖြူရှင်ကျောင်းတော်ဝန်ကြီးရှိလေသည်စင်ဖြူရှင်ဘုရင်နှင့်တကွကျောင်းစရက်ရေကန်တိမ်အုတ်ကျောင်းကြီးအုတ်ကျောင်းငယ်များဖြင့်ပကံခေတ်ကအတင်းအတဲရှိခဲ့သောအလွန်ကျယ်ဝန်းခမ်းနားခဲ့သည့်ဗုဒ္ဓတက္ကသိုလ်ဝန်ကြီးသည်အခုတော့ရေချောက်ခန်းနေသည့်အုတ်စီရေကန်စရက်နှင့်အုတ်ကျောင်းပြိုပြဲများစွာနှင့်အတူတိတ်ဆိတ်သွေ့ချောက်လျက်ရှိသည်မဝူအဝင်ဝအနီးမှာတော့စင်ဖြူရှင်ဘုရားတဆူသာဝါဝါဆွန့်ဆွန့်ကြံရစ်လေသည်ဤစင်ဖြူရှင်ကျောင်းတိုက်ကြီးအနီးလမ်းကလေးမှဆက်သွားလျင်မင်းနှန်းသူရွာသို့ရောက်ပေမည်ရံပြေသည်ကျောင်းတိုက်ရှိလမ်းကလေးကိုမျှော်ငေးရင်ဤလမ်းပေါ်မှပြတ်တန်းလျက်အာနန္ဒာဘုရားပွဲသို့သွားနေသည့်ဘောင်းမိုးတက်လှဲလန်းရှိကြီးကိုပြန်လည်မြင်အောင်မိရလေသည်ထိုလှဲလန်းရှိကြီးထဲမှာတခုသောလဲပေါ်တွင်ပြိုမြင့်ညွတ်နေသည့်မိန်းကလေးငယ်တစ်ယောက်သည်ပေါ်ပါသောစိတ်နှလုံးဖြင့်ဘုရားပွဲသို့လိုက်ပါသွားခဲ့ပါလိမ့်မည်ဘုရားပွဲကအပြန်မှာတော့သူဆောင်ရှောက်ရမယ်ကလေးတစ်ယောက်အစ်စ်ပါလာခဲ့လေသည်ဤနေရာကဖြတ်သွားဖြတ်လာတာကိုတော့သူကောင်းကောင်းမမိနေခဲ့သည်မမနဲ့အတူလှင်းနောက်ပိုင်းမှာခြေရွေးလောင်းချ၍ထိုင်လိုက်လာရင်သူ့အတွက်ကျက်စစ်သားတပွဲဖြစ်သောမမကိုအားကိုတကြီးမောတကြီးကြီးဖြင့်သူပျော်ရွှင်စွာလိုက်ပါသွားခဲ့တာမဟုတ်လားမိကလေးတွေနေမပွေခင်ပြင်ဘက်မှာပြီးအောင်တိုင်းကြနော်တို့ယောက်ျားလေးတွေကအထဲမှာဆိုတော့အေးစေကိုမင်းရဲ့အတန်ကိုကြားသည်စင်ဖြူရှင်ဖျားအတွင်းပိုင်းမှာတော့တိုတယ်စတေးရှင်းဆက်များနဲ့သူတို့ယောက်ျားလေးတွေအားလုံးအလုရှုံနေကြသည်သူတို့အားလုံးကရောင်မြန်များတွေပါသည့်လိမ္မော်ရောင်စစ်ပတီယူနီဖောင်းဝတ်ခါဟဲမက်တွေဆောင်းထားကြသည်အပြင်ဘက်မှာနေပူပြင်းလာတော့လဲဖျားအတွင်းမှာတော့အေးမြနေ၍တော်သေးသည်ထိုနေ့မှစကတပတ်လုံးလုံးအလုတ်ထဲမှာစိတ်ပါဝင်စားနှမြုပ်နေရင်မမကိုတတိယတစ်ချက်မရတစ်ချက်ရှိရသည်နှစ်ဖက်ဆိုလာကြိုသည့်ဖဲရီနှင့်အလုပ်လုပ်ရမည်ဖျားသို့သွားညနေပြန်ရောက်ရေမိုးချိုးထမင်းစားပြီးလင်တော့စဖြင့်ဖက်လာသောပုံစံတွေကိုကွန်ပျူတာဖြင့်ပုံစံပြန်ထုတ်ကြရသည်ဒီလိုနဲ့အချင်းချင်းလဲပို၍ရင်းနှီးလာခဲ့သည်အပွဲတွေကအားလုံးနဲ့အမြင်မတွဲဖြစ်ကြပေမဲ့5-6ယောက်စုကညညဆိုစကားဝိုင်းဖွဲ့ပြောဖြစ်ခဲ့ကြသည်တညမှာသူတို့ပုံဆွဲနေတော့ပြုံးကနေပြီးပြတ်သွားသည်တချို့ကမိလာတာမဆောင်တော့ပဲအိတ်ဆောင်ဘက်သို့တက်သွားကြသည်ရံပြေကိုမင်းကိုစောတဲ့နဲ့မိကလေးလေးယောက်သားမိရလာကိုဆွဲခဲ့၍စောင့်နေလိုက်ကြသည်ကိုညကလာတာပါသည်တကားပေါက်တချို့ကိုဖွင့်လိုက်တော့လာရောင်ကအဆောင်တွင်သို့ဖြာကြလာသည်အလီဒီမိလိုင်းလေးတွေထွန်းထားတော့လဲပေါင်ကုတ်ပုတ်ဖြစ်နေသေးသောအခန်းထဲသို့လာရောင်ဖျားလာမှအိမ်မြသွားသလိုခံစားရသည်ရံပြေကပရင်တကားအနီးမှသွားထိုင်နေလိုက်ပြီးလာကိုလှမ်းမြောက်ကြည့်မိသည်လာကပြပြဝဝတာနေသည်လာ၏မျက်နှာပြင်ပေါ်မှာတော့မမကိုမြင်မိတုံးပါပဲမမကတော့ခုချင်းဆိုဟင်းနှိချိုက်ချိုက်အိပ်ပျော်နေမယ်ထင်ပါရဲ့ပကံမြေကိုခြေချပါလျက်မမစီမသွားရဲ့မတွေ့ရဲ့သည့်ကိုလည်းစိတ်ပြည့်ရသည်မမကိုမတွေ့ရဘဲနဲ့တော့ပကံမြေကခွာမသွားခြင်းပါကိုရမြေတယောက်တည်းဘာတွေတွေးပြီးလွမ်းနေတာတော့ဗျကိုမင်းကသူ့နားကိုရောက်လာကသူ့ပကုံးကိုတစ်ချက်ပုတ်၍မိကွန်ထုတ်ရင်အနားမှာဝင်ထိုင်သည်ပြီးတော့မမဆူရိုတွေထိုင်နေသည့်လူစုဝဲဘက်သို့လှမ်းကြည့်ကမဆူရိုဒီဘက်လာထိုင်ကြပါလားဒီနားကလာတာတယ်လေးလဲတိုးတယ်ဟုလှမ်းခေါ်လိုက်သည်ခဏကြာတော့မဆူရိုလည်းသူတို့နားသို့ရောက်လာကဝိုင်းဖွဲ့ထိုင်လိုက်ကြလေသည်လာရောင်ကသူတို့ဝန်းကျင်မှာအေးအေးမြတ်မြတ်ဖြန့်ကျဲထားသည်မစိန်ရဒီပကံနဲ့ပတ်သက်ပြီးဘယ်လို feeling ရှိလဲ
တရုတ်တယောက်အနေနဲ့ပကံပေါ်ထားတဲ့ခန်းစားချက်နဲ့ဗလန်တီယာလာလို့ဖြစ်တဲ့အကြောင်းလေးလဲသိပြရစီလားစကားနည်းနည်းများပြီးနောက်ပြောင်တက်တဲ့ကိုမင်းကမစိန်ကိုလှမ်းပေးခြင်းဖြင့်စကားဝိုင်းကိုအစာပြိုးလိုက်ပါသည်တရုတ်ဟုတ်လားကျမကတရုတ်လားဗျာမစိန်ကကိုဘာမှမသိဘူးလားမဆုပြောတော့မစိန်ကတရုတ်ဆိုမစိန်ကမျက်လုံးလေးပုတ်ခတ်ဖြင့်သူ့ကိုလက်ညှိုးထိုးရင်းဦးကြောင်ကြားလေးပြန်ပေးလိုက်တဲ့ဖြင့်အားလုံးကရင်မောမိကြသည်အမကိုကျမတော့တရုတ်ရဲ့လို့တခါမှမခံယူမိပါဘူးသူများတွေကတော့တရုတ်လို့ပြောမှာအော်ငါတရုတ်ပါလားလို့တွေးမိတာကျမကိုဒီမှာပဲမွေးတယ်ဒီမှာပဲနေတယ်တရုတ်ပြည်နဲ့လည်းအဆက်အသွယ်မရှိဘူးကျမကတော့ကိုဗမာတယောက်လို့ပဲခံစားရတယ်မစိန်တကားကြောင့်ကိုမင်းကမင်းမိရတာနည်းနည်းအားနာသွားတယ်ဗျာဟုပြောတော့မစိန်ကပေါ်ပါစွာရေမောပါသည်သူမကလက်တွေကြနေထိုင်တွေးခေါ်တတ်သည့်လူမျိုးဖြစ်မိထင်ပါသည်ပကံနဲ့ပတ်သက်လို့တော့ဘာဖီလင်းမှမရှိပါဘူးကျမထိုင်းမှာကြောင်းပြီးတော့ခဏနားနေတော့ပကံမှာငလင်းလုတ်တဲ့တဲ့တွေတက်လာတယ်ကျမတို့ကဟိုမှာနေတော့ဒီနိုင်ငံနဲ့အဆက်မပြတ်စေဖို့ Facebook ကိုပဲအားကိုးနေရတာလေသတင်းတွေတွေ့တော့အော်ဒီလောက်တောင်ပျက်စီးသွားတာပဲလို့တွေးလိုက်တယ်ဒီလောက်ပဲအထွေထူးကြီးတော့သိခံစားမနေရပါဘူးတက်လှုပ်လည်းမဖြစ်ဘူးဖြစ်လဲဘာမှမလုပ်တတ်ဘူးလေနောက်ကျမရန်ကုန်ပြန်လာပြီးလှုပ်ဖို့စီစဉ်နေတော့မှ TSG ကဗော်လန်တီယာတွေခေါ်တော့လှမ်းလျှောက်ပြီးလိုက်လာခဲ့တာပဲကျမတို့ကိုဟိုကတင်လိုက်တာကခင်မင်းနည်းပညာတွေပဲလေပကန်းဆိုတာတော့ကျမအတွက်အထူးဆန်းတစ်ခုပဲကျမအတွေ့အကြုံလေးရခြင်းနဲ့လှုပ်ထိုက်တာတစ်ခုကိုလှုပ်လိုက်တယ်ဒီလောက်ပဲကျမကခန်းစားချက်သိမ့်မများဘူးဘာမဆိုပဲစိတ်ကအမတို့ပွဲစားပွဲကလေးကပါလာတာလေအမတို့တွေနေစရာအဆင်မပြေသေးခင်ကသူ့ပဲပြေးလွှားစီစဉ်နေရတာဟုမဆူကမစိန်ချောင်းကိုဝင်ပြောလိုက်သည်အဲ့ဒီနောက်မစိန်စီကအတွေ့အကြုံတွေကိုကြားရသည်အစပထမတုန်းကဦးကြီးကျောင်းတွေမှာနေခွင့်ရဖို့ကြိုးစားခဲ့ဘူးကြောင်းတရားစခန်းဖွင့်ဖို့ရှိတဲ့ဖြင့်ရက်တိုးသားနေခွင့်ရကြောင်းနောက်ဆုံးညောင်ခရိုင်ထွေအုပ်ရုံးကိုသွားပြောတော့မှနေစရာရောစားစရာရောစက်တွေရောအကူအညီရကအလုပ်တခြားလုပ်နိုင်ခဲ့ကြောင်းအမရတခုပြောပြအောင်မယ်သိလားဒီဆောင်မှာနေခွင့်မရခင်ကကျမတို့ကိုပုံညောင်းတစ်ချောင်းကတလလောက်လက်ခံထားမယ်လို့ပြောလို့ကျမတို့ပြောသွားကြတာလေဒါပေမဲ့ဥပုံဒီလဲလောက်ချန်ခံလိုက်ရရောအဲ့ဒီအစီအစဉ်လဲပြက်ရောဟမ်ဥပုံဒီလောက်ချန်ခံလိုက်ရတာနဲ့ဘာဆိုင်လို့တော့မဆိုင်ရဲ့တစ်ချိန်လုံးငြိမ်သားထောင်နေသည့်ထထအောင်ကမျက်လုံးပြူသားဖြင့်အံ့ဩတကြီးဝင်မေးလိုက်သည်ထထအောင်ကပကုတ်ကူစားသည်ရမန်ကလေးတဝင်းဝင်းဖြင့်စာအလွန်ဖတ်သူစာရေးဆရာဖြစ်ခြင်းသူဟုဆိုသည်ဆိုင်နာဘောထက်ရဲ့အဲ့ဒီသတင်းလဲတက်လာရောဘုံဘုံကလုံုံရေးတွေဘာတွေစိုးရင်လို့လားမသိဘူးငါတို့ကိုပုံနေနေအထားရမယ်လို့ရုပ်ခွက်ထောက်တန်းသားတွေယူလာရမယ်လို့ပြောတာလေအားလုံးအဆင်ပြေပြီးမှပဲရုပ်တရက်ပြောင်းလဲသွားတာလေအဲ့ဒီအကြောင်းကြောင့်ဟုတ်ချင်မှာဟုတ်မှာပါမဆင်ရဲ့တို့တော့အဲ့လိုထင်တာပဲကဲအငင်းပွားမနေကြနဲ့တော့ဒီတခါကိုစောတစ်အလဲကိုမင်းကကိုစောတစ်ကိုလက်ညှိုးထိုးပြီးပြောတော့အမချိန်လုံးညင်နေသည့်ကိုစောတစ်ကကောင်းထောင်လာသည်ကိုစောတစ်ကအနေအေးပြီးစကားနေသည်တန်လင်းနီးပညာတက္ကသိုလ်မှကျောင်းပြီးသားတာမကြသေးဘူးလဲသိရသည်ကျွန်တော်ကတော့အထွေထူးရှိပါဘူးကျောင်းပြီးစားအလုပ်လည်းမရသေးခင်အသက်ရလဲကွဲနေတော့စိတ်လေးပြီးထပ်ပေါက်လိုက်ရှာနေတော့ဒီထပ်ပေါက်ကိုတွေ့ရနဲ့ထွက်လာလိုက်တာတခြားထပ်ပေါက်တွေတက်စားရင်ဒါကအကျိုးရှိရလေဗျာအရက်တောက်ပြီးထပ်ပေါက်ရှာရင်လဲပစံငါအကုန်ကျမကြီးလည်းထိကြအောင်ပဲကိုရှာလိုက်တဲ့ထပ်ပေါက်ကနောက်ဒုက္ခတစ်ခုရဲ့ဝမ်းပေါက်ဖြစ်ရင်မခတ်ဘူးလားအသက်ကွဲတဲ့လူငယ်တွေဟာပရိဒတ်လုပ်တင်နေဗျကိုစောတည့်ရဲ့ခပ်မွေးစကားကြောင့်သူတို့တယောက်မျက်နှာတယောက်စီကပြုံးမိကြသည်နင်းကြီးရောကိုမင်းကနင်းဦးဖြူကိုလှမ်းမေးပြန်သည်နင်းဦးကသူတို့အားလုံးထဲမှာအငယ်ဆုံးဖြစ်၍ညီမငယ်လိုသဘောထားခင်မင်ရသူနင်းဦးကဆက်လင်းစားတိဖြစ်ပြီးတန်လင်းမှာကြောင်းပြီးခဲ့သူဖြစ်သည်ငယ်ရွယ်နုနယ်ကစကားပြောလင်းလဲခလေးဆက်ဆန်းနဲ့ချစ်စပွဲဖြူစင်သူကလေးမို့အားလုံးကသူ့ကိုဆိုဦးစားပေးအလိုလိုက်ထားကြသည်နင်းဦးကပြလင်းသမားလေနင်းဦးဖြူရဲ့စကားကြောင့်အားလုံးကမျက်ခုံးပေးမိကြသည်နင်းဦးတော့ပကံကလုံးဝဖီးပဲသူတို့အားလုံးမျက်ခုံးပေးုံမကပြုံးစစ်စစ်ပင်ဖြစ်လာကြသည်နင်းဦးကဟိုးငယ်လေးတွေကပကံသူဖြစ်ချင်တာ
ပကံမှာပဲနေချင်တာပကံသူလို့ပြောလိုက်ရရင်သိအရသာရှိမှာပဲလို့ထင်တာအသက်ကြီးရင်ဒီမှာဟိုတယ်လေးဆောက်ပြီးလာနေချင်တာပကံကိုရောက်ရင်လဲတခုခုကိုလွမ်းတလို့စိတ်ထဲမှာဘလို့ကြီးမှမသိဘူးပကံသမိုင်းတွေဆိုလဲအရင်စိတ်ဝင်စားတယ်နိုင်ရင်စရေးပကြီးတွေမြင်ရင်လဲအရင်သဘောကျတယ်အာနန္ဒာဖျားတဲ့ရောက်ရင်ပြန်ကိုမထွက်ချင်တော့ဘူးညီမတွေတော်လိုက်တာလို့တွေးမိတယ်ပကံကိုရောက်ရင်ညီမတွေမညံ့ဘူးလို့ခံစားမိတယ်ပကံကိုရောက်ရင်ညီမဆိုတဲ့စိတ်ကိုဝင်လာတယ်ဟင်းဒါဆိုညီကပကံရောက်မှညီမစိတ်ဝင်လာလားတခြားနေရာမှာဆိုညီမစိတ်မဟုတ်တော့ဘူးလားဟီဟီအဲ့လိုတော့လည်းမဟုတ်ပါဘူးကိုမင်းကနောက်လိုက်တဲ့ဖြင့်နှင်းဦးဖြူကပခုံးလေးတွန်းကရှက်ရဲလိုက်ပြီး Facebook ဝင်ချင်ရင်တော့ညီမစိတ်ဝင်ကျင်တော့တာအမှန်ပဲကိုမင်းကရိုင်းဆင်းဆဲဆိုရေးစားနေတဲ့ကွန်မန့်တွေကိုတွေ့ရင်ကိုညီမလို့တော့ပြောရမှာရှက်တယ်သူတို့အားလုံးခဏတိတ်ဆိတ်သွားကြသည်ဒါနဲ့နှင်းဦးကဒီရောက်တာကြပြီလားစံပြေကဝင်မေးလိုက်တော့နှင်းဦးကရံပြစ်ကိုလှည့်ကြည့်ရင်ရောက်တာတော့တလားမပြည့်သေးဘူးကိုအေးနှင်းဦးအခေါ်အကြောင်းရံပြေကပြုံးစစ်စစ်ဖြစ်သွားကနှင်းခေါ်ပုံကြီးရလဲဟာငါ့ကိုဘယ်သူမှအဲ့လိုမခေါ်ကြပါဘူးရံပြေပဲခေါ်တာကိုရံပြေဆိုနှလုံးခေါ်နေရမှာပေါ့ကိုအေးဆိုတလုံးနဲ့ပြီးရောကိုမင်းဆိုတဲ့တလုံးနဲ့ခေါ်တာနှင်းဦးကနာမည်လေးဆိုနှလုံးခေါ်မှာပြင်းနေကိုမင်းကနှင်းဦးကိုကြည့်ရင်ပြုံးစစ်စစ်ဖြစ်လာကဒါဆိုနှင်းဦးငါတို့ကဥလို့ခေါ်ရမလားငါတို့လည်းနှလုံးခေါ်ရမှာပြစ်လေဟာအိုးအဲ့ဒီတလုံးကလွယ်ကြံနာကြိုက်တယ်လို့ခေါ်အားလုံးကဝိုင်းရလိုက်ကြမိပါသည်ကိုမင်းကရဲလက်စာနဲ့နှင်းဦးကိုကြည့်ရင်နင်ပကံအပြန်ဖို့အစီအစဉ်ရောရှိရလားဟာမဆုနှင်းဦးကိုကြည့်သေးအောင်နော်တော့ကြပကံသားရေးသားရှာပြီးပကံမှာအခြေချနေအောင်မယ်နှင်းဦးကကိုတဘောနဲ့ကိုသားဆိုပကံကတော့ပြင်ကျင်တာမဟုတ်ဘူးကိုမင်းရဲ့အင်ကိုတက်လက်ပြန်ရှာကြွေးရမယ်တာဝန်ရှိနေလို့သာပြန်ရမှာနှင်းဦးကြောင်းတက်နေတဲ့တစ်ချိန်လုံးအင်ကပဲပတ်စံပုတ်ပေးခဲ့ရတာလေအားလုံးစကားကောင်းနေကြသဖြင့်တဖြည်းဖြည်းညံ့ညက်လာတာကိုပင်မသိလိုက်ကြပါကိုမင်းကမျက်မှန်အောင်မှမျက်လုံးကလေးပြူဝိုင်းနဲ့ငိမ့်နားထောင်နေသည့်ထက်အောင်ဘက်သို့လှည့်သွားကမထက်ကရောထက်တွေကတော့ဝမ်းနဲ့ဆရာတွေများတယ်လေတနေ့မြင်တွေ့နေရတဲ့ဝမ်းနဲ့ဆရာကြီးဆိုတာလည်းမနေဘူးကိုမထက်ကတော့ဒရမာစချိုးပြီနှင်းဦးကမဆုံနာကတူတူပြောလိုက်သည်ကိုကြတော့ရံပြေကပြုံးလိုက်မိပါသည်မထက်ကတော့ခက်တိတိဆက်ပြောသည်ဒီနေ့လူငယ်တွေအများစုကရသစာပေတွေကိုဖတ်ရကောင်းမှန်းတော့မသိတော့ဘူးကိုမင်းရဲ့ဒီ Facebook ပေါ်မှာပဲရသလောက်ယူတဲ့အိတ်ကာတိသမျှကိုပြန်မျှဝေတယ်မှန်လားမှားတာတွေစောင့်သိရမယ့်စီးတွေစာနာထောက်ထားတာတွေနှစ်ပတ်မျှမြင်ရတာတွေဘာမှဝေပြောမနေတော့ဘူးအဲ့ဒီပေါ်မှာပဲခန်းစားပစ်လိုက်တယ်အဲ့ဒီပေါ်မှာပဲသူတို့ဘဝကိုရှင်းသန်ပစ်လိုက်တယ်အရန်ကိုလက်တွေ့ဆန်လာတယ်လူတွေကတော်လာပြီးစိတ်ကတွေကညံ့လာတယ်ခုနောက်ပိုင်းတော့လူငယ်တချို့လည်းစာပြန်ဖက်လာကြပါပြီမထက်ရဲ့ဒါနဲ့မထက်အတွက်ဝမ်းနေစရာကြီးဆိုတာအဲ့ဒီကိစ္စပဲလားအဲ့ဒီကိစ္စနဲ့ပကန်းလေးကလူပတ်သက်နေတာလေပတ်သက်တာပေါ့နှင်းဦးရဲ့မထက်တငယ်ချင်းတွေလည်းတလို့ပဲပညာသင်မယ်အလုပ်ဝင်မယ်ပတ်စံရှာမယ်ဒါပဲတွေးနေတာဒီကိုလာဖို့တော့တရားမှခေါ်မရလို့မထက်တယောက်တည်းထွက်လာခဲ့ရတာလေဘယ်လောက်ဝမ်းနေစရာကောင်းလဲအော်ဒါကြောင့်ကိုအခုမှပဲအလုံးကပကန်းနဲ့ပတ်သက်သည့်မထက်ရဲ့ဝမ်းနည်းမှုကိုသဘောပေါက်သွားကြလေသည်ထက်ကတော့စာရေးရလဲဝါသနာပါတော့စာပြန်ရေးဖို့လဲအတွေ့အကြုံရကုလဲကုန်ကြီးချင်းလို့လာခဲ့တာပါအလုံးကဥမလင်းလင်းပဲပြောခဲ့ကြသည်ပရာဟိကဘလောက်ပဲလုပ်တဲ့ဆိုကို့အတွက်လေးတော့ဘယ်သူမှဆိုထက်ရကြတာပဲမဟုတ်လားအတွေ့အကြုံလေးတွေရချင်သည်စိတ်လေးရာပျောက်ချင်သည်စသည်ဖြင့်ဖြူဖြူစင်စင်လိုအပ်တာလေးတွေတော့ရှိကြတာအပြစ်တော့မဟုတ်ပါဘာမှလိုချင်စိတ်မရှိပဲလုပ်ဖြစ်ခဲ့ရင်တော့အများရဲ့စကင်လေးစားမှုဆိုတာမျိုးတခုခုတော့ပြန်ရတတ်တာပဲမဟုတ်လားကိုမင်းခမရသမားတွေကြီးရှောင်မင်းနေတယ်ခမရအကြောင်းလည်းပြောအောင်လေဗျာကိုစောတစ်ပြောတော့အလုံးရဲ့စိတ်ဝင်စားအကြည့်တွေကကိုမင်းစီတို့ရောက်သွားသည်ကိုမင်းကတစ်ချက်ပြုံးလိုက်ရင်ကျွန်တော်ကသမိုင်းကိုဟိုးငယ်လေးတွေကစိတ်ဝင်စားတာဗျဒါပေမဲ့သမိုင်းကျင်ဆိုစားမရလို့ခဏမတက်ရက်ပြီးလက်မြောင်နေရတယ်ကိုမင်းကတော့နောက်ပြီဟောဗျာမနောက်ဘူးအတီဘာမှနားမလဲပဲနှုတ်ထွက်ရွရတဲ့စားဆိုကျွန်တော်ကအသေးမုန်းတာသမိုင်းကြရတာခုနှစ်တွေနဲ့လဲထွက်နေတာကျောင်းကဆရာမအောင်ဆိုကျွန်တော်ကိုသမိုင်းစိတ်ဝင်စားဘူးပဲထင်နေတာဒါပေမဲ့အမေတို့ဖေတို့ပြောပြနေတဲ့ပကံသမိုင်းကိုကျွန်တော်အရင်စိတ်ဝင်စားတာ
အမေတို့ကခဏခဏပြောတယ်လေအဲ့ဒီပကံကဘရင်ကငါတို့ဘရင်ကိုလာကမ်းသွားတာပေါ့ငါတို့မနုခါမင်းကြီးကအာကရင်မှာဆက်အောင်တဝင်းဝင်းတောက်ပါတယ်ပေါ့အမေတို့ပြောတာတွေနားထောင်ပြီးရင်ကျွန်တော်ကရှောက်တွေးတော့တာပဲနေစမ်းမအောင်ငါတို့ပြည်ကငါတို့ဘာသာနေတဲ့ငါတို့ဘရင်မနုခါမင်းကြီးကိုဟိုးအညာကနေဘူးထဲမှာနေတဲ့ဒီအနော်ရထားဆိုတဲ့ဘရင်ကြီးကဘာလို့လာဖမ်းရတာလဲသူတကူကူလိုချင်လို့ဖမ်းတာပဲဖြစ်မှာပါလို့တွေးတာပေါ့နောက်စာအုပ်တွေရှာဖတ်တော့မှကျွန်တော်တို့မွန်တွေမှာပြိကတ်သုံးပုံနဲ့ဒါနဲ့ရင်ချင်းမှုထုံးကားနေတဲ့အချိန်မှာသူတို့ပကံမာကအရေးကြီးတွေကြီးစိုးနေလုံးမယ်ဆိုတော့ကျွန်တော်တို့စီကပြိကတ်သုံးပုံလိုချင်လို့ဖမ်းတာပေါ့လို့သဘောပေါက်လာတယ်ဆဆချင်းတော့နော်ရထားကိုငါတို့ဘရင်ကိုဖမ်းတဲ့ဘရင်ဆိုပြီးမုန်းတာပေါ့ဗျာဒါပေမဲ့နောက်ပိုင်းမှာသူတို့တွေသာသနာပြန့်ပွားအောင်လုပ်တာတွေနောက်ပိုင်းမှာကျစစ်သားကမွန်ပမာချစ်ချီရေးလုပ်ခဲ့တာတွေပါဖတ်မိပြီးစိတ်ဆိုးပြေသွားတာကျစစ်သားကကိုမင်းကိုချော့လိုက်တာပေါ့နော်နှင်းဦးကပြုံးစစ်စစ်ဖြင့်ဝန်ပြောလိုက်သည်ရံပြေကတော့ခက်ဆွဆွပြုံးရင်မမကကျစစ်သားလားဟုမေးခဲ့တော့ခလေးတယောက်ကိုတတိယမိပါသည်တမိုင်းစာရေးချက်နေလုံးကတော့ကိုမိမတွေကိုအထင်ကြီးကြတွေဘာတွေမဖြစ်မိပါဘူးလေးရက်နှစ်မှာအဖေကပကံခေါ်သွားတော့မှဟာဒါတွေကငါတို့ပြမာတွေတိဆောက်ခဲ့တာပါလားဆိုပြီးအရန်ကိုထင်ကြီးပြီးအရန်ကိုသဘောကျသွားတာဟုတ်တယ်နော်ကိုမင်းထပ်တို့ပွဲကိုစတင်တည်ထောင်ခဲ့အကူလေးပြောဘူးတယ်ပကံဆိုတာအင်ဂျင်နီယာတွေရောက်အတွက်လေ့လာလို့မကုန်တဲ့တက္ကသိုလ်တစ်ခုပဲတဲ့ဟုတ်တယ်မထက်ရှင်ချင်းမှုရဲ့အမှုပညာရဲ့တမိုင်းရဲ့တစ်ဆက်တည်းလေ့လာလို့ရတာဆိုလို့ပကံတစ်ခုပဲရှိတာလေတနင်္လာနိုင်ငံတွေမှာအင်ဂျင်နီယာအတက်ကဘယ်ချိန်ကစပေါ်လာလဲတော့မသိဘူးကျွန်တော်နိုင်ငံမှာပေါ်လာတာတော့1000လောက်ရှိပြီပကံခိကအမှန်ပြန်ဆရာကတော့ကျွန်တော်တို့ခေတ်အင်ဂျင်နီယာတန်းလောက်ဝင်မလားပဲအဲ့ဒီခေတ်တုန်းကမြန်မာတွေကမညံ့ကြဘူးအခုခေတ်ကြတော့ရောအခုခေတ်လားမညံ့ပါဘူးကိုမင်းနဲ့မထက်ကအတိုင်အဖောက်နေပါသည်နေုံကတော့ကိုမင်းစကားကိုထောက်ဖို့နောက်ဖို့စောင့်နေပုံရသည်ကျွန်တော်ငငယ်လေးကကျွန်တော်အာရုံကိုကြီးစိုးနေခဲ့ဘူးတဲ့ပကံမို့လို့လောအားပေးဖို့လာခဲ့တာလို့ပြောရမှာပေါ့ဗျာကိုရင်ပြေခင်ဗျတစ်ချိန်လုံးငြိမ်နေရနော်ခင်ဗျလည်းပြောအောင်လေဗျာကိုမင်းကရံပြေဘက်ကိုလှည့်လာသည်သူမှာတော့သူတို့လိုပြောစရာများများမရှိပါမပြောတင်တာတွေကိုလည်းပြောမပြချင်တော့ပါကျွန်တော်ငငယ်တုန်းကတော့ပကံကိုစစ်တာတို့ဘာလို့မဖြစ်ခဲ့ပါဘူးဒါပေမဲ့ကျွန်တော်ဘဝမှာတန်ဖိုးထားအဆုံးသူတယောက်ကပကံကိုတန်ဖိုးထားမြင်လို့တော့သူချစ်တာကိုကျွန်တော်လည်းလက်ချစ်မိသွားတယ်ကျွန်တော်လည်းတန်ဖိုးထားတတ်လာတယ်ကျွန်တော်ကြီးပြင်းလာတော့ကိုယ်ပိုင်သိစိတ်နဲ့ပါတန်ဖိုးထားနိုင်လာတယ်အဲ့ဒါကြောင့်ကျွန်တော်တန်ဖိုးထားတဲ့အရာတစ်ခုအတွက်လုပ်ပေးနိုင်တဲ့လောက်ကလေးလုပ်ပေးဖို့လာခဲ့တယ်ဒီလောက်ပါပဲခင်ဗျားတန်ဖိုးထားတဲ့သူကယောက်ျားလေးလားမိန်းကလေးလားဒါတော့ဘယ်ပြောမလဲဗျနင်းဖြူတို့မိန်းကလေးတွေစီကရေတံတက်တက်ထွက်လာသည်ကိုမင်းကခြေနဲ့ပုံမရခင်ဗျားတခုတော့တခုခုပဲခင်ဗျားကြည့်ရတာဆွေးတက်ကန်ရှိမဲ့ပုံပဲဒီပကံမှာဇလန်ဟောင်းတခုခုတော့ရှိမဲ့ထင်တယ်လှုပ်ရင်လဲတစ်ချက်ခင်ဗျားငေးသွားနိုင်သွားတာကျွန်တော်တတိထားမိတယ်ဟေးကိုမင်းကကိုရံပြည့်ကိုယူဆက်လိုက်တာနော်အရေးတကြီးကိုဖြစ်နေရောပဲမစိန်ကနောက်လိုက်သဖြင့်သူတို့ရေမုံမိကြသည်မဆုအလဲရောက်တော့မဆုကလေးတန်းတိုးဖြင့်စကားဆလိုက်သည်ပကံငလင်လုပ်တဲ့နေ့က Facebook ပေါ်မှာတင်ထားတဲ့ sticker လေးတစ်ခုကိုမဆုဖတ်မိသွားတယ်အဲ့စာသားလေးကိုခုထိမမေ့ဘူးသူရေးထားတာလေးကထုံးတုပ်ပြီးရွှေချလိုက်ရင်ကိုပဲထိမ့်သိမ်းထားတယ်လို့ထင်နေတဲ့မာရီကိုစိတ်နာတယ်တဲ့စကားဝိုင်းကကျုပ်တည်းရဲ့ရင်ကျသွားသည်မဆုကစကားမဆက်ဘသူချလိုက်မှမသိသည့်တပ်ပြင်းတန်ကိုကြားရသည်ထိုကနမှာပဲတက်ကနေလီးပြန်လင်းလာသည်ပြီးလာပြီဟဲ့ကဲနောက်နေ့မှစကားဝိုင်းဆက်ကြတာပေါ့ဒီညလှုပ်ရှားရှိကြလေးတွေဆက်လုပ်လိုက်ကြရအောင်မဆုကစတင်စောဩသဖြင့်အားလုံးအလုပ်စပွဲဒီဘက်သို့ထလာခဲ့ကြသည်ဒီညအရင်ညနေလို့တော့မဖြစ်ဘူးနော်နောက်တနားရီလောက်ဆိုအိယာဝင်ကြတော့မနေ့ပြန်လေးလာရေးခီသွားကြရမှာမဟုတ်လားမစိန်ကလှမ်းပြောတော့မှမနေ့ပြန်တနင်္ဂနွေနေ့မို့အားလေးရတာကိုတတိယသည်ဘယ်ကိုသွားကြမလဲကျွန်တော်လည်းမသိရပါလားကိုစောတစ်ကလှမ်းမေးသည်နှင်းတို့ကအာနနာဖျားမှာပကံခိကနီးနဲ့အင်္ဂလိပ်စတာကိုသွားလေ့လာမလို့နှင်းရဲ့မထက်ရဲ့မစိန်ရဲ့၃ယောက်တူသွားမှာတခြားသူတွေကသူတို့အစီအစဉ်နဲ့သူတို့စိတ်ဝင်စားတဲ့ဘုရားတွေကိုသွားကြမှာကိုမင်းတို့တခြားအစီအစဉ်မရှိရင်လိုက်ခဲ့ပါလား
အာနန္ဒာဖျားမှာကရှေးအောင်ကအမတယောက်နဲ့ချိန်ထားတယ်သူလိုက်ရှင်းပြမှာလေနှင်းဦးရဲ့အဖေစကားကြောင့်သူ့ရင်ဝါမှာလက်ခနဲ့ခါသွားသည်ရှေးအောင်ကအမတဲ့အာနန္ဒာဖျားရဲ့အစိဘက်ဝင်ပေါက်သို့ရောက်သည့်အခါခန္ဓာတင်နေလာသည့်တရားအဝင်မဟုတ်ကိုမြင်လိုက်ရသည်ဟိုတုန်းကနဲ့မတူပဲအသွေးအယောင်ပြောင်းလဲနေသည့်မအူကြီးနှင့်တကွာဖျားတစ်ခုလုံးကိုလှမ်းမော့ကြည့်ရင်သူအံ့ဩဝမ်းသာသွားခဲ့ရသည်။အိုးရင်ကတော့ဖျားကြီးတစ်ခုလုံးသည်ထုံးပွပွေးဖြင့်ရှိခဲ့သည်။အခုတော့ခုံးတင်ငန်းတွေမရှိတော့ဘဲမူလတဲရောင်အတိုင်းကိုပင်မြင်ရသည်။ဟိုးထနောင်းမင်အောင်မှာတောဆောင်နေရအောင်မထက်ကဖျားအရှင်မိုးဝအနီးကထနောင်းမင်ကြီးအောက်သို့ဥတီ၍သွားနေသည်။ထနောင်းမင်ကိုပလဲဝိုင်းထားသည့်ခုံပေါ်မှာတော့လူရှင်းနေခဲ့သည်။သူသည်နောက်မှဖြည်းဖြည်းလျှောက်လိုက်လာခဲ့သည်တခြားမုတ်တွေလိုအုတ်သောင်းနှံတွေမရှိသဖြင့်ငင်ကွင်းရှင်းလင်းကျဲလွင့်နေသည်ထိုရှိဘမုတ်ကိုမမကတက်တက်သည်ဟုဆိုခဲ့သည်သူသည်လည်းဒီမဟုတ်ပတ်ချမ်းကိုပို၍သဘောကျခဲ့ရပါသည်လွန်ခဲ့သော14နှစ်လောက်ကအာနန္ဒာဘုရားပွဲတော်ကျင်းပသည်ပြာသူလာပင်ကြီးမနက်မှာဒီရင်မြင်တဝိုင်း၌ယဟန်တန်ဃာများလူများဖြင့်စီကားနေသောမြင်ကွင်းသည်သူ့အာယုံတွင်တရေရေပေါ်၍လာလေသည်အတော်နှင့်မနေခြင်းသော၍ခြေဥတရားထွက်လာခဲ့သောကလေးတစ်ယောက်သည်ဤလူများကြားတွင်လမ်းပြောင်းနေခဲ့ရသည်ပြများကဂရုတစိုက်ချီပိုးကတွဲခေါ်ကဆောင်ငင်သွားကြသည်ရွယ်သူကလေးတွေကိုအားကြစိတ်ဖြင့်ငိမ်းမောနေခဲ့ရသည်ပိုက်ကတကြုတ်ကြုတ်စားလာချိန်မှာတော့ဝမ်းနေစွာငိုကြွေးခဲ့မိလေသည်ထိုချိန်မှာပဲခြုလုံးကလေးတွေကိုမြောက်ကန်လှုပ်ရမ်းလာသောမမကိုသူစတွေ့လေသည်မမရဲ့မျက်နှာကချိုးလှသည်မျက်လုံးကလေးတွေကတောက်ပရှုံးလည်နေတာကိုသူမှတ်မိခဲ့သည်စားလောင်ချိန်မှာစားလိုက်ရသည့်အစားတလို့ရဲ့အရာတာကိုလည်းသူမမေ့ခဲ့အင်းမြချိန်မှာဝတ်လိုက်ရသည့်အင်းကြီးတထဲရဲ့နှွေးထွေးမှုကိုလည်းသူမမေ့ခဲ့ဝမ်းနေချိန်မှာမျက်ရည်တုပ်လာပေးခဲ့သည့်နုညံ့သည့်လက်တစ်ဖက်ရဲ့အတီးတွေကိုလည်းသူမမေ့ခဲ့ချေနောက်သောအခါမှာတော့ထိုကလေးကကျေးဇူးရှင်ကိုပြမသူတယောက်အဖြစ်မျက်နှာမဖော်ရဲအောင်သင်ငယ်နေခဲ့ရလေသည်နှင်းကိုမမကတို့ကိုဘယ်ခေါ်ပြီးလိုက်ရှင်းပြမှာလဲမထက်ကနှင်းကိုလှမ်းမေးတန်ကြရသည်အဲ့ဒါတော့မမဘလို့စဉ်းစားလဲမသိဘူးဆဆချင်းတော့ဒီဖျားမှာပဲပြစရာတွေရှိရဲ့တဲ့မထက်ကဖြေသည်မမတဲ့သူတို့မမကတော့ဘသူပဲဝါဆိုတာသူမသိပါမေးလဲမမေးဖြစ်ခဲ့ပါမဆုကတော့ရှီဟောင်းယုံကအားတဲ့တယောက်ယောက်ပို့လိမ့်မည်ဟုဆိုခဲ့သည်ဒီနေ့အပြင်ထွက်လဲသည့်အုပ်စုမှာမဆုပါမလားမစိန်ကဤပိုက်တစည်းနှင်းဦးနဲ့မတက်ကတစည်းရံပြင်းချင်းကိုမင်းကတော့တစည်းစီတက်တက်စီလာခဲ့ကြသည်ကိုစောတစ်ကတော့အဆောင်မှာပင်အိတ်ကြံခဲ့သည်သူတို့အားလုံးထနောင်းပင်ရေးပပတ်လဲမှထိုင်ရင်းစောင့်နေလိုက်ကြသည်မိကလေး၃ယောက်ကတော့စကားတများများကိုစောမင်းက Facebook သုံးနေသည်သူကတော့ဖျားဘက်သို့ငေးမောနေရင်ထုံးအောင်မှာဘုံခွဲခံခဲ့ရတဲ့နိုင်ငံစရိတ်ပကြီးတွေကိုနှမျောကြောင်မကြခဏတပြည့်တောက်တောက်ပြောခဲ့ဘူးသည့်မမကိုတတိယကပြုံးလိုက်မိပါသည်အချိန်တခါကလူတို့ရဲ့တရားကြီးညိုထုံးကုသိုလ်အောင်မှာဘုံခွဲခံထားရသည့်ကုဖျားနိုင်ငံတွေစီကနိုင်ငံစရိတ်ပကြီးလျာတွေကိုအခုချိန်မှပြန်ဖော်ထုတ်နိုင်ခဲ့ပြီလားသူသိချင်မိပါသည်နည်းနည်းစောစောဖြစ်၍နေဦးဖြစ်သည့်တိုင်ဖျားရင်မြင်ကိုဖျက်၍တိုက်လာသောလေညင်းကအိမ်မြမြရှိသည်ခဝေးဝေးအုတ်တိုင်းပေးတစ်လျှောက်မှာတော့စီချက်ထားသောအုတ်ချက်များဖျားပရဝုံမြေကွက်လက်များမှာညက်ခင်းစိမ့်နှင့်အဝရင်ပြုလုပ်နေသူများကိုလည်းတွေ့ရသည်သူကဟိုဒီဒီငင်းနေစေတွင်ရားရည်မြောက်ဖက်ရင်မြင်မှာသူတို့ဘက်သို့ရှောက်လာနေသည့်မိန်းကလေးတစ်ယောက်ကသူ့မြင်ကွင်းနှင်းသို့ဝင်လာသည်ညင်သာနှဲ့ပြောင်းသောလမ်းလျှောက်ဟန်ကိုငေးရင်သူ့နှလုံးသားကချက်ခနဲ့တစ်ချက်တုံသွားသည်ညနာကလေးကိုထင်းထင်းရှားရှားမြင်ရချိန်မှာတော့ရင်သည်ထိမ့်မရအောင်ခုန်လေသည်မမသူ့နှကန်းလေးလှုပ်ယုံခေါ်မိသည်စပင်တွေကိုနှစ်ဖူးပေါင်းသိန်းကခက်မြင့်မြင့်ဆူထုံ၍ထိုစတုံးကိုစပယ်ပန်းကလေးပတ်၍ပန်းထားသောပကွက်ပပလေးကွက်ထားသည့်မမမျက်လာသည်အရင်ထက်ပို၍တည်ငြိမ်လာသည်မှကြောင်းလဲသွားခြင်းမရှိဟုထင်မိသည်မမရဲ့မျက်ကုံးတူတူကလေးအပူးဆက်ကဆအူးချုံကလေးညောင်အိမ်ကြဲကြဲကလေးလေးဘွားတွေကအာယုန်ထဲမှာဆွဲချိန်ကျဲရင်နေခဲ့သည့်
မမျက်နှာကိုသူ့မျက်တောင်မခတ်တန်းငေးရင်မစီသွားဖို့မတ်တက်ထရမိပြီးမှမရဲ့လက်ကိုညှော်လင့်တဲ့ချင်းကြည့်လိုက်မိသည်။နိုင်လေးမှအပဘာမှဝမထားသောမရဲ့လက်တွေကိုကြည့်ရင်သူ့ရင်မှာလှိုက်ခနဲဟာကျသွားခဲ့ရသည်။နှစ်တွေတောင်ကြားခဲ့ပြီပဲမရဲ့အခုချိန်ထိအမျက်မပြေးနိုင်သေးဘူးလား။ဟောမလာပြီ။သူ့နောက်ဘက်မှာထိုင်နေသည့်နင်းဦးကျူကြီးအတန်းကြောင့်သူ့ခြေလမ်းတုံသွားသည်။ဒါဆိုသူတို့ကိုလက်ရှင်းပြမိရှင်းအောင်ယုံကအမဆိုတာမကိုပြောတာပေါ့။သူလှက်ခနဲပြောသွားမိသည်။မကိုမတင်မှတ်ပဲကျုံးနဲ့တွေ့လိုက်ရသည့်အတွက်လူကကရုံကရင်ဖြစ်ချင်လာသည်။ရှင်ဝအမစုလိုက်ကဝမ်းနဲ့စိတ်လည်းဖြစ်ရသည်။အထင်းအချုံမဲ့ငိုချချင်လိုက်တယ်လို့လည်းဖြစ်ရသည်။ကျော်ရွှင်စိတ်ဖြင့်စိတ်လှုပ်ရှားတက်ကြွကလက်ဖြားတွေပင်ရုတ်တရက်အေးလာခဲ့သည်။ထိုကနာ၌ပင်မကသူ့ကိုမြင်သွားခဲ့ပါသည်။မရဲ့မျက်လုံးတွေကဖြက်ခနဲအယောင်ပြောင်းသွားသည်။မတိမသားခြေလမ်းတုံယူသွားသည်။မကြီးနှင်းဦးတို့ဒီမှာနှင်းဦးကလှမ်းလုံးဆက်လက်သဖြင့်မကအိမ်ကြီးမပြတ်ပင်သူ့ဘက်သို့ဆက်လျှောက်လာခဲ့လေသည်။မနဲ့သူအချီချင်းဆုံပြန်တော့သူပြုံးပြဖို့ပြင်းလိုက်သည်။သို့သောမကအချီလွဲကနှင်းဦးကိုလှမ်းကြည့်ပြုံးပြလိုက်သည်။မရဲ့အပြုံးကတော့အရင်လိုနှွေးထွေးမြဲပင်နှင်းဦးလိုစောင့်နေရတာကြားပြီလားမကြသေးပါဘူးမကိုကြီးဒါနှင်းဦးလိုကိုကူညီနေတဲ့ရှင်းအောင်ယုံကအမလေးအမြကြီးယုံနဲ့သူကမန်းလေးကအင်ဂျင်နီယာကိုရန်ပြေအေးတဲ့ပြီးခဲ့တဲ့ဘက်ကမှရောက်လာတာဗော်လန်တီယာအစ်စ်ပေါ့အော်ဟုတ်ပါပြီကဲလာကြနေသိမ့်မပူခင်ရှင်မြင်ကိုပတ်လိုက်ကြရအောင်မကမသိချင်းအောင်ဆောင်တော့သူ့ပိုဝမ်းနဲ့သွားခဲ့ရသည်တခြားနေရာမှာဘလို့ပဲမချာချာရက်တည်နိုင်ပါစေမနဲ့ပြန်တွေ့ရင်တော့လေကလေးတယောက်လိုပင်အားငယ်စိတ်ဝင်ရသည်သူ့ကိုနူးညံ့ပြောင်းစေနိုင်သောတခုတည်းသောအရာဟာမဖြစ်ပါသည်သူတို့အားလုံးမနဲ့အတူရှင်မြင်ကိုပတ်၍ရှောက်ခဲ့ကြသည်မကရှောက်နေရင်ရှင်းပြလာသည်ဟိုးရင်ခေတ်ကအင်္ဂလိပ်စက်သားတွေကခုခေတ်လိုပြလက်မြည်မသုံးဘူးလေသူတို့ခေတ်ကတလဲရီကိုအချစ်တီးတို့နေတရွက်ထုံးတရွက်ဒီနေရောဆက်ပြီးအင်္ဂလိပ်ခိုင်းခဲ့ကြတာအခုနောက်ပိုင်းဖျားတွေပြမှုအတွက်ဒီလက်မြင်မသုံးမဲသူတို့ဆက်ခဲ့တဲ့နေ့တိုင်းအင်္ဂလိပ်ဆက်ရတယ်ယူနက်စကိုကပညာရှင်တွေကပြလက်မြင်သုံးရင်ကမကယ်ကြောင့်အုတ်တွေရဲ့အစိုးတက်တွေပြမထက်ပဲညဉ့်ဆွေးမယ်လို့ပြောထားတယ်အစ်စ်ပိုင်းတွေကိုအာစီရီပြလက်မြင်တွေနဲ့ပြန်လုပ်ထားတော့ငလင်းလဲလှုပ်ကောသူ့အောက်ကအင်္ဂလိပ်ပန်းတွေစစ်မက်ွက်တွေကိုပါဘုတ်ခွက်ပြလိုက်တယ်လို့ဖြစ်ရတယ်လေဒီအနန္ဒဖျားကငလင်းမလုတ်ခင်တည်းကအိန္ဒိယကဘွဲကလာပြင်ပေးနေတာအိန္ဒိယရှင်းအောင်ရင်ကျမှုဌာနကပညာရှင်တွေပေါ့သူတို့ကရှင်းအောင်ပုံစံတိုင်းပြန်ပေါ်လာအောင်ပြင်ပေးတာလားမဟုတ်တယ်စိန်ထုံးအောင်မမြုပ်နေတဲ့နရံဆေးတွေပြန်ပေါ်လာအောင်လေလုပ်ကြရလေတော်တော်တော့ပြီးနေပါပြီဒီငလျင်မအောင်ဒီဖျားထည့်သွားတာရှိသေးလားရှိတယ်နှင်းဦးညောက်ဘက်ဆောင်နှမ်းတိုက်မတဲ့ကလှိုင်ဘက်လေအမိုးပေါင်းခုံအကွဲကြောင့်ဖြစ်သွားတယ်နေကုန်းတွေကိုဖြေရင်သူ့တက်လေးရှောင်နေသည့်မကိုသူမကြခဏခိုးကြည့်မိသည်မကအနေငယ်ပြလာသည်ကိုထင်ရသည်စကားပြောပုံကလည်းတကယ်ပဲလူကြီးဆန်လာတာလားသူတို့တွေရှေ့မှာမို့လူကြီးအရာနေတာတော့သူမသိပါစောကဝမ်းနေရတော့လေခုတော့ရှင်းပြတာတွေကိုနာကဲ့၍နားထောင်ရင်ပြောသလိုရှိလာသည်ဒါနဲ့နှုတ်ကြဘူးလားလေပကံမှာဖျားရတဲ့ဖို့အုတ်တွေဖုတ်ခဲ့လို့ပကံကပြေးချောက်တွေ့နေတာဆိုအဲ့ဒါတော့အငင်းပွားကြတစ်ခုပေါ့တချို့ကလည်းအဲ့လိုပြောကြတယ်ဒါပေမဲ့ပကံဖျားပြိုပြက်တွေနာရတဲ့အုတ်တွေမှာအုတ်ပုတ်တဲ့မြို့မြီခုတ်ခဲ့တဲ့လူနာမည်တွေလည်းပါတာပဲတွေ့ရတယ်လေရချေတို့ဆလီတို့နာမည်တွေပါတော့အဲ့ဒီပပဖုတ်ပြီးပို့တာလည်းဖြစ်နိုင်တယ်လန်ခီတဲဆောင်မှုတွေကလည်းစဉ်းစားစရာဖြစ်နေတော့ပကံမှာပဲပုတ်တာဖြစ်နိုင်မလားပေါ့လေအမျိုးမျိုးသုံးသက်ကြတာပါပဲညီမရဲ့မကမေးသမျှကိုရှင်းပြနေရင်တစ်ချက်ပြုံးလိုက်မိတော့အခါမျက်နှာလေးကပုံနုနေသွားကငယ်ယုံလေးပေါ်လာသည်အပြုံးကိုမြင်တော့လွန်ခဲ့သော19နှစ်နီးပါးကျော်ကာလကိုတင်ရောက်သွားသည်ဟုထင်လိုက်မိသည်ဒီပကံကတချို့နေရာတွေဆို6တွေ့ဘူးပြင်းလုံးလို့ခန္ဓာရပင်တွေပေါက်နိုင်နေဆိုဟုတ်တယ်ခန္ဓာရပင်ကတောင်ရုံပင်မရှင်းသနိုင်တဲ့နေရာတွေမှာတော့ရှင်းသနိုင်တယ်သူကိုဖြတ်ခနဲ့လှမ်းကြည့်မိလိုက်တော့သူ့ကိုခိုးကြည့်လိုက်သည့်နှင့်အကြည့်ချင်းဆုံရသည်လည်းကျွန်တော်နဲ့ပတ်သက်တဲ့အမှတ်တရတွေကို
မေ့နိုင်ခဲ့လို့လားပြီးတော့သူ့စုကအစိတ်ပြင်းနေနောက်ဆက်တွဲစကားကိုအီးဆက်ဆက်နဲ့ဆိုရင်မမကအကြည်လွဲသွားလေသည်မမဟိုးစီပိုင်းပြက်ထဲမှာစိန်ထားတာဘာတွေလဲအော်အဲ့ဒါအုတ်ချစ်တီတွေလေဟိုဘက်မှာကျုံနေတာကတင်လဲရီဟိုဘက်မှာဆက်နေတာကမင်းကြီးတရွက်ထုံးတရွက်တွေနဲ့ဓာရီနဲ့ရောပြီးရင်အင်္ဂလိပ်ဆက်ရမှာမမကတနေရာချင်းစီခေါ်သွားပြီးရှင်းပြနေသည်အုံဒီကြိုးကဲတွေကိုထုချေပြီးချိတ်ခွဲနေသည့်နေရာတဲတွေကိုစကားဖြင့်စစ်ချနေသည့်နေရာထုံးစိန်ထားသည့်ကန်ညီညီမုံတဲတွေထုံးတွေနဲ့ရောဆက်နေသည့်နေရာပြီးတော့သူတို့ကိုရုံငန်းထဲသို့ခေါ်သွားကအိန္ဒိယပညာရှင်တွေနဲ့မိတ်ဆက်ပေးသည်ပညာရှင်တယောက်ကသူတို့ကိုဖျားဝင်းထဲကသူတို့ပြပြင်ထားသည့်ပကြားပြဖျားကိုလိုက်ပြသည်သူတို့ဤပညာဖြင့်နိုင်ငံပေါ်မှာရှင်းမတင်အောင်လုပ်ထားကြောင်းဖျားနိုင်ငံကိုရှင်းဖြင့်ပြပြသည်အလုံးကစိတ်ဝင်တစားသူကတော့စိတ်ဝင်စားတစ်ချက်မဝင်စားတစ်ချက်နဲ့စိတ်တွေလွပါပါလျက်ရှိရသည်သို့တော့မမနဲ့အနီးဆုံးမှာရှိနေသည့်အတွက်တော့သူ့စိတ်တွေအေးချမ်းရပါသည်ဒီချင်းနေမျိုးမရခဲ့တာဘလောက်ကြာခဲ့ပြီလဲအာနနာပြားဝင်းထဲဝင်လာတော့မမကမတ်တရဲ့ဆန်းသူတော်ရှေ့မှာရက်တော့သူကမမတယောက်တည်းကိုမမြင်မမဘေးမှာရက်၍ဖျားလက်ကိုဘာလုပ်နေတာလဲဟင်ဟုမေးလိုက်သည်ကလေးတယောက်ကိုပါမြင်သည်မမရဲ့ရဲတံလွန်းလွန်းကိုပါကြားရသည်အဲ့ဒါမုဒ္ဒရာဟုခေါ်တယ်ဟုပြန်ပြောလိုက်တော့အတန်ကကိုဖျားအတွင်ရက်ခတ်သွားသည်ဟုထင်သည်သူတို့အားလုံးမမနဲ့အတူလှပလန်းတစ်တိုင်းရှောက်ဝင်လာခဲ့ကြသည်ဒီဖျားကအတန်ပြိုခွဲစနစ်တိတ်ကောင်းနေဒီလှိုင်ပက်လန်းထဲမှာစကားကြဲကြဲပြောရင်လဲလှိုင်တမ်းမရိုက်ဘူးလေလှိုင်ပက်လန်းတစ်လျှောက်မှာရှိတဲ့ပုတ်ကက်တွေကြောင့်ပေါ့ဟုတ်လားအခုမှသိတယ်စမ်းကြည့်အောင်ပါပဲဟယ်လိုမင်္ဂလာပါဟိုင်းဟာဟုတ်နေတာပဲကိုမင်းကအတန်ကိုမြင့်ငါပြောလိုက်တော့ရှေ့ကသွားနေသည့်နိုင်ငံသားတချို့ကသူတို့ကိုလမ်းခေါ်သည်ဟုထင်ကလှည့်ကြည့်လာကြသည်မိကလေးတွေကကိုမင်းကိုမျက်စောင်းရွယ်ရင်းခက်အုပ်အုပ်ရဲ့သည်မမကပြုံးပါသည်မမအပြုံးကိုတွေ့တိုင်းမမနဲ့သူကြားမှာငါချင်းစရာကိစ္စတခုမှမရှိခဲ့သလိုစိတ်ပေါ်ပါလာသည်မမကရှေ့ဆက်လျှောက်ရင်းဖះရဲ့အလင်းပေးစနစ်ကောင်းမွန်ပုံကိုဆက်ရှင်းပြလာသည်ဒါနဲ့မမဖះနာမည်တွေမှာအတိတ်ပဲရှိလားဟင်အာနနာရဲ့အတိတ်ပဲကဘာလဲသက်စရာတဲ့မမထက်ရဲ့မိကွန်းကိုမမမဖြေခင်သူဝင်ဖြေတော့အားလုံးကသူ့ကိုလှည့်ကြည့်လာကအမေကိုရင်ပြေကတဲလိလာအားကောင်းပါလားလိလာအားကောင်းတာမဟုတ်ပါဘူးဗျာငငယ်တုန်းကကျွန်တော်တန်ဖိုးထားတဲ့လူတယောက်ပြောပြဘူးလို့မှတ်မိနေတာပါမမရဲ့ပါးတွေပန်းရောင်တန်းလာတာကိုမြင်ရတယ်ခမ ्या ပြောတဲ့ပကံကိုမြန်လို့တန်ဖိုးထားလွန်နေဆိုတဲ့တယောက်လားဟုတ်တယ်ကိုမင်းမမကသူ့ကိုဖြတ်ကနေလှမ်းကြည့်သည်မင်းပါရီလျှောက်ပြောထားလဲဟုတော့အကြည့်မျိုးပြီးတော့ချက်ချင်းအကြည့်ပြန်လွှဲသွားသည်သူမမကိုအသေးရလာပါသည်ဘာပဲဖြစ်ဖြစ်မမနဲ့ပုံဝင်နေစကားပြောဆိုဆက်ဆံလိုက်ချင်ပါသည်သူကထုံးချပြီးနောက်ပြန်ပေါ်လာသည့်ဘိုးတန်တန်ရန်စရေးပကြီးတွေကိုငေးလိုက်မမကိုငေးလိုက်ဖြင့်ရှောက်လာရင်အထက်မဟုတ်ဘက်သို့ပြန်ရောက်လာသည်မမကနိုင်ရန်စရေးပကြီးတစ်ခုကြားကလေးတောင်ကွက်ဖြူဖြူလေးကိုလက်ညှိုးဖြင့်ထောက်ပြရင်အဲ့ဒါထုံးချုပ်ခင်ကအချိန်လေးကိုသိရအောင်တနေရာစာလေးမှတ်တမ်းဆန်ခဲ့တာလေဟုပြောပါသည်အိုးဒီလောက်တောင်ဖုံးကွယ်ခံခဲ့ရတာပဲဟုမဆိုင်ကတန်တော်ရေရွလိုက်သည်အလုံးကြည့်ပြီးတော့သူတို့အလုံးဖျားရှင်မှထိုင်၍ရှ िख ိုးကိုပြုလိုက်ကြလေသည်သူရှ िख ိုးပြီးသည့်အထိမမကရှ िख ိုးလို့မပြီးသေးလက်အုပ်ကလေးချီကဝပြူနေသည့်မမရဲ့ပုံစံလေးကဟိုးရင်ကလိုငင်းရေးဆဲဖြစ်လေသည်ဖျားဝေးပြူပြီးပြန်ထွက်လာကြတော့မင်းကစတင်ကမမအာနနာအုပ်ချောင်းလေးကနိုင်ရန်စီးပကြီးလေးကတိတ်လာတာပဲဆိုအဲ့ဟာကိုတော့ကြည့်လို့ရလားဟုမေးလိုက်သည်မမကတူတူဆဆခဏငြိမ်ပြီးမှအာနနာအုပ်ချောင်းကအပြည့်စီးများလို့အနေဖြစ်မှာဆိုလို့ဝင်ဝင်ပိတ်ထားတယ်မင်းတို့ချစ်ချင်ရင်တော့ခွန်းတောင်းပြီးလိုက်ပြပေးပါမယ်ကျေးဇူးပါမမညောင်ဘက်မှုတောင်းတဲ့အတိုင်းသူတို့ထွက်လာခဲ့ကြသည်ဆောင်းနှန်းအစုံဘယ်ဘက်ကိုကွေလာပြီးနောက်အာနနာအုပ်ချောင်းသို့ရောက်လာသည်မမကအုပ်ချောင်းရှိမှစီရီဆက်ထားသည့်ကြောက်တိုင်းကလေးတွေကိုလက်ညှိုးညွှန်ပြရင်းကားရီဒီနားထိလာရင်တုံ့ကမှုတွေဖြစ်တော့ကြာရင်အဆောက်အုံတွေတိတ်လိုက်မှဆိုလို့ဖះတော်တော်များများမှဒီလိုတားထားရတာလေအလောင်းတချို့ကစွမောင်းဝင်ချင်ကြသေးတာညီမတို့ရွှေစံတော်ဖះပဲလေရောက်တယ်မဟုတ်လား
ဟုတ်ရောက်တယ်မမတခါဆက်ဆက်ကြည့်တဲ့အချိန်ရောက်သွားတာဖះပေါ်မှာလူတွေပြညံနေတာပဲအောက်မှာကားတွေလည်းအပြည့်ပဲအဲ့ဖះကိုကားတွေတလောက်လာမှတော့တုံခေါင်မှုအရင်များတယ်လေသူနာကလောကတိပံဖះကိုပါထိခိုက်မှဆိုရတော့ရွှေစံတော်နဲ့လောကတိပံကြားမှာရေကြောဖြတ်ပေးလိုက်ရတယ်ရေကြောဖြတ်တယ်ဟုတ်တယ်ညီမဖះပပတ်လဲမှာညောင်းတူပြီးတမန်တုတ်တလို့လှုပ်လိုက်ရတာပေါ့မမကအဆောင်စီမခွန်းတောင်းကအုတ်ချောင်းပေါ်သို့ဦးဆောင်တက်သွားသည်ဟိုရင်သူကလေးဘွားတုံးကပကံအကြောင်းကိုသူသိသလောက်ကလေးစူးစမ်းပန်းစားရှင်းပြခဲ့တော့မမသည်အခုတော့ပညာရှင်အမျိုးနဲ့တမျိုးတို့ကကနနရှင်းပြနိုင်ခဲ့လိမ့်ပြီကိုတုံးကပကံမြေကိုမျက်စိတငယ်နဲ့ရှင်းပြခဲ့တော့သူသည်လည်းအင်ဂျင်နီယာပညာရှင်တဦးအဖြစ်ကျန်လည်ရှင်းပြနိုင်ခဲ့သည်ညကြီးယုံရံပြေးနှင့်ပကံမျိုးဟောင်းသည်စံကျေသောရည်သက်လေလားမမသည်သူချင်းမြတ်လို့သောပကံကိုရံပြေးအေးပါချင်းမြတ်လို့လာစေဖို့ဒိုးတောင်စွမ်းဆောင်နိုင်သူလည်းဖြစ်သည်အင်ဂျင်နီယာတယောက်ဖြစ်လာနိုင်ခဲ့တာလဲမမကြောင့်ပဲမမကသူ့ကိုနောက်ဆံမငင်ပဲကဲနိုင်သမျှမြင့်မြင့်ပြန်စီခြင်းခဲ့သည်သူ့တောင်းလေးကိုအညောင်းမိအောင်ချိုးကုတ်တုံနောင်မထားပဲသူ့တောင်းလေးတန်ဆွမ်းတက်တန်ဆွမ်းအောင်အယောင်တင်ပေးခဲ့သည်တရားသည်စီပွင့်လာတတ်သည့်ချန္ဒလရာသီပန်းနှင့်အတူမမသည်လည်းပွင့်လန်းပွင့်မြနေစေသူ့အတွက်တော့မမသည်ရာသီတိုင်းမှာအလှနှင့်မွေးရနတ်တို့ကိုပေးကာစိတ်ကိုကြည်ညိုနေစေနိုင်သည်ဆက်နေရသည့်ပန်းကလေးတွေလိုပါပဲဒူတဲ့ကြီးမှခမ်းနားသည့်ဥလီကားထက်တွေပေါ်သို့တက်သွားနှင်လေပြီးဖြစ်သောမမကိုသူငီးမောချီမိလိုက်သည်နေအောင်ချီသည်အနီးကမကြီးပင်ရွက်ကိုင်းကြားမှဖြတ်တန်းကဥလီကားတစ်ပေါ်သို့ဖြာချနေသည်အင်းလေးစင်လုံကြီးအစိမ်းရင်နှင့်ဝမြဲအတိုင်းခပ်ပပရင်မုံအင်ကြီးအစိမ်းဖြိုကလေးပေါ်မှာတလင်းကျဲသည့်ကလေးတွေလည်းရှိနေမြဲမမရဲ့အတွင်အပြင်မပြောင်းလဲသလိုသူ့ပေါ်ထားတဲ့နှွေးထွေးချင်သာမှုတွေလည်းမပြောင်းလဲလိုက်ပါနဲ့ဟုတောင်းပန်လိုက်ချင်ပါသည်ကိုကြီးဒါလေးဘာလို့နေတာလဲအပေါ်ရောက်သွားပြီဖြစ်သောနှင်းဦးကလှမ်းခေါ်တော့မှသူ့ပေါ်သို့တက်လာသည်ဝင်ပေါက်ချင်းချင်းလေးမှငုံရွေဝင်လာခဲ့ပြီးနောက်အုပ်အပြူပြက်များကြားကတန်ပိုင်များသသားညံ့များဖြင့်ထောက်ပင်ထားသောအမိုးခုံများကိုတွေ့လိုက်ရသည်မစိန်တို့အလုံးကထိုတမိုင်းများ၏တခြားတစ်ပတ်နယံစီမှလှပတောက်ပြောင်းဆဲဖြစ်သောအမခန်းလာသည့်နယံစီ၏ပကြီးများကိုငီးမောသွားချိန်တွင်သူကတော့အုတ်တွေအထက်လိုက်အဆုလိုက်ပေါ်ကကျွမ်းကြလူဆဲဆဲစုနေကြနေသည့်အမိုးကုန်းအောက်ကိုလှမ်းဝင်သွားသည့်မမကိုစိုးရင်တကြီးလှမ်းကြည့်နေမိပါသည်သူကြီးနေစေမှာပင်မမကတပိုင်များကြားမှာထိုအမိုးကုန်းဘက်သို့ငုံဝင်လိုက်လေသည်သူကမမကိုစိတ်မချသဖြင့်မမနောက်မလန်းမကမ်းမှလိုက်လာခဲ့လေသည်မမကတော့အနေဖြစ်နိုင်သည့်နေရာတွေကိုအကျွမ်းတဝင်ရှောင်းကကွင်းကသွားနေသည်သူကတော့မမကိုအငေးလွန်အစိုးရိမ်ပူကားဖြင့်ယာယီညမ်းတွေဆင်ထားသည့်အုပ်ပုံပြက်ဘက်သို့ခြေချမိသွားသည်ထိုအချိန်မှာမမကသူ့ဘက်သို့လှည့်ကြည့်လာကမောင်လေးအဲ့ဘက်မသွားနဲ့အနေရှိရဲ့ဟုပြောရင်းသူ့လက်မောင်းတစ်ဖက်ကိုလှမ်းဆွဲထိန်လိုက်လေသည်အထင်မဲ့ပဲကြားလိုက်ရသည့်မမ၏ခေါ်တန်သည်သူကလေးဘဝကကြားခဲ့မှုသည့်အတန်နှင့်မကွာခြားချေမောင်လေးနေဘူးလေးမသွားနဲ့မောင်လေးနေမကောင်းဘူးလားမောင်လေးစားချက်တော်လေးအတန်တွင်သူ့နားဝါမှာပဲ့တင်ရိုက်လာသည်သူ့ရင်ဆိုကဝမ်းသာဝမ်းနဲ့မျက်ရည်လေးလာခဲ့သည်ဘလို့ပဲအပေါ်ယံမာနတင်ထားပေမဲ့မမရဲ့အတွင်းစိတ်ထဲမှာတော့ကျွန်တော်ရှိနေဝင်မဟုတ်လားမမရဲ့သူမျက်ရည်ဝဲသားဖြင့်မမကိုကြည့်မိတော့မမကချက်ချင်းအင်ကြီးဆဲကနင်းရိုးကြီးဒီဘက်ကိုလာရင်ကျူးဆိုင်နော်တချို့နေရာတွေကတိတ်ဆိတ်မဖြစ်သေးဘူးဟုနင်းဦးတို့ကိုလှမ်းပြောပြီးရှေ့ကသွားနေသည်သူနင်းဦးတို့ဘက်ကိုလှည့်ကြည့်လိုက်တော့အလုံးကသူတို့ဘက်သို့စူးစူးဆန်းဆန်းလှည့်ကြည့်နေတာကိုတွေ့ရသည်သူတို့အလုံးအနန္နာအုပ်ချောင်းဘက်ကပြန်ထွက်လာတော့နင်းဦးကမမနာသူကတ်သွားကမမနင်းဦးတို့ခြုံတိုးခြင်းနဲ့ဟိုဘလို့နင်းဦးစကားကအစမ်းမို့မထက်ကပြောင်ချောချောလှမ်းပြောလိုက်သည်နင်းဦးဒီအန်ရမလွတ်ထားနိုင်ရင်လဲခြုံတော့မတိုးပါနဲ့ဟာဒီငန်းမှာအိမ်သားတွေတော့ရှိမှာပါကိုမင်းကလှမ်းနောက်လိုက်တော့နင်းဦးကကိုမင်းကိုမျက်စောင်းလှမ်းထိုးလိုက်ရင်ကိုမင်းတယောက်ကလည်းနင်းဦးဆိုနောက်ဖို့ပဲအဆုပြောတာကိုမင်းမကြဘူးလားနိုင်ငံသားတွေပကံကိုလာရင်ကြောင်ကျိုးကြောင်ကြားမစမ်းတမန်းခံပြီးသွားရတာတဲ့နာမည်မကြီးတဲ့ဘုရားတွေရှိတဲ့နေရာကိုခြုံတိုးပြီးသွားရမယ်ဆိုလဲသွားတာပဲတဲ့အဲ့တဲကနိုင်ရန်စေးရီတို့
ပကြီးလက်ရတို့ကိုတေချာလေးလာကြတာတဲ့ညီမတော်များများကတကိုးကြီးတဲ့နာမည်ကြီးတဲ့ဖះတွေပဲရွေးသွားပြီးတပုံရိုက်ပြီးဖះရှိခိုးပြီးပြန်လာတာတဲ့တကယ်ဂုဏ်ယူစရာအမွေနှစ်တွေကိုတေချာမလေးလာကြဘူးတဲ့နေုံကမဆုပြောတဲ့ညီမတွေလိုမဖြစ်ချင်လို့ကြောင်ကျူကြောင်ကြားခြုံတိုးသွားရတဲ့ဖះတွေကိုလည်းသွားချင်တယ်လို့ပြောတာပါဒါကတော့နှင်းမြေဒီကိစ္စကအချင်းတွေရဲ့ညက်နဲ့လဲဆိုင်နေလီဟာအဲ့လိုအေးစစနက်ဆက်သွားနိုင်ဖို့ဆိုတာအချိန်လဲလိုတယ်ပတ်စံလဲလိုတယ်ဘဟုတုတလဲလိုတယ်တချို့ကတညာရီတုံညာတို့တုံညာရီလေးတို့လို့ခရီးစဉ်တွေနဲ့လိုက်လာကြတော့သူတို့ပို့တဲ့လောက်ပဲရောက်ကြတာပေါ့တချို့ကလည်းနာမည်ကြီးဖះတွေလောက်ပဲသိတော့အဲ့ဒီဖះတွေလောက်ပဲသွားလိုက်တာပေါ့တချို့ကြတော့ကိုယ်တိုင်ကလည်းစာမပတ်ဘဟုတုတလည်းမရှိတော့တွားရောက်ကောင်းမှန်းကိုလည်းမသိတာလေတို့လည်းအချိန်မရလို့ပေါ့လေတချို့ကြတော့အချိန်လေးရပတ်စံလဲတက်နိုင်ပေမဲ့စပီလေးဆွဲဓာတ်ပုံလေးရိုက်ပြီးပြန်သားတယ်ဆိုတာလေးလည်းထည့်ပြောပါအောင်နေဦးနဲ့ကိုမင်းစကနိုင်လူပြောနေတာကိုကြည့်နေရင်ကနေဦးလိုသွားခြင်းနဲ့လူတိတ်တိတ်မများသေးတဲ့ဖះလေးကိုလည်းမမပူပေးပါမယ်ကဲဒီနေ့တော့ဒီလောက်ပဲနော်နောက်တစ်ပတ်တနင်္ဂနွေကြာမှပြန်ဆောင်ကြတာပေါ့ဒီကြားထဲလွဲတာတွေရှိရင်လည်းမမကိုပြောပေါ့ကဲကျေးဇူးအများကြီးတင်ပါတယ်မမကဲဒါဆိုမမသွားတော့မယ်နော်ဟုတ်ကဲ့မမကသူတို့အားလုံးကိုတစ်ချက်ဝေးစီကပြုံးပြနှုံဆက်ပြီးထွက်သွားသည်ဖះဆောင်နဲ့တခြားမမလျှောက်ထွက်သွားတာကိုသူမျက်စိတစုံငေးကြည့်ကြရိတ်ခဲ့ရသည်နောက်တစ်ပတ်တွေ့ရအောင်မယ်ဆိုတော့ဝမ်းသာပါရဲ့ဒီကြားထဲတွေ့ချင်တာဘယ်လိုလုပ်ရပါဆောင်ရမှာပဲပေါ့လေကိုကြီးနီးရစီလားနေုံကဖြတ်ကနေသူ့လက်မောင်းကိုတွန်းလိုက်တော့မှသူတတိဝင်လာသည်အားလုံးကသူ့ကိုဖြုံးကြည့်နေတာပဲကိုမင်းကသူ့ကိုကဲခတ်တယ်လို့ကြည့်ရင်ကိုရံပြီခင်ဗျားနေမမခုမှသိတာဟုတ်ရဲ့လားဘာဖြစ်လို့လဲကိုမင်းအနန္ဒအုပ်ချောင်းထဲမှာခင်ဗျားကိုမမလှမ်းဆွဲလိုက်ရင်ခေါ်လိုက်တဲ့အတန်တက်ရင်းနေတယ်ဗျခေါ်နေကြပြောနေကြအတန်မျိုးပဲကျွန်တော်ကသူ့တက်ငယ်မှန်းသိလို့မတ်တမဲမောင်လေးလို့ခေါ်လိုက်တာနေမှာပါဗျာမဟုတ်ဘူးအခေါ်ပြောတာမဟုတ်ဘူးအတန်ထဲမှာဟိုကဂိရုနာအငွေအသက်နဲ့ရွေးထွေးနေသလုံးမျိုးလက်နဲ့ဆိုင်ဖြစ်နေတာကျွန်တော်ပြောတာဟုတ်တယ်မို့လားမစိမ့်လို့ဟုတ်တယ်ကိုမင်းအဲ့ဒါကိုကျမတို့လည်းသတိထားမိတယ်ဟာခမရတို့ကတော့ဝမ်းကျန်နေကြတာပါပဲဗျာသူကရှက်ရှက်နဲ့ခတ်သက်ပြောရင်းအရှိကထွက်နေတော့နောက်ဘက်မှာရေတန်းတက်ကြားရသည်သူဒီနေ့ဝမ်းနေတော့လဲပြောပါသည်နောက်တနင်္ဂနွေနေ့မရောက်မီရများကတော့မျောလင်းစိတ်တို့ရှင်တန်ရသောရများပင်ဖြစ်လေသည်မှန်မှန်လာသောစိတ်တို့ကြည်လင်တက်ကြွလာခဲ့ရသည်ပကံမြေသည်လွယ်ကွယ်ညှို့မိုင်းနေရကကြည်လင်လင်းပါလာသည်ဟုထင်မိသည်ဇာရက်တရက်မှာတော့ရန်ကုန်က expert ရောက်လာသဖြင့်သူတို့အလုပ်ကိုဖြက်ကပကံပြတိုက်မှအစည်းအဝေးသွားတက်ကြရသည်ရှေးအောင်ဌာနကအရာရှိတွေနဲ့ဝန်ထမ်းတွေလည်းပါလာမည်ဟုဆိုသည်မို့သူကထိုစည်းဝေးကိုတက်ဖို့တက်ကြွနေခဲ့သည်သို့တော့အစည်းအဝေးကနေကိုရောက်တော့မမကိုမတွေ့ရပါမမပါဝင်ရမည့်အခန်းကဏ္ဍမဟုတ်ဘူးထင်ပါရဲ့နှလုံးသားကဘလောက်ပဲချစ်မြတ်လို့တန်ဖိုးထားသည်ဖြစ်စေခြေနေနဲ့အချိန်ခါရရတဲ့ညောင်းကြီးကြံရသည့်လုပ်ငန်းခွင်ရဲ့တဘာဝတွေလည်းရှိတတ်တာပဲမဟုတ်လားထိုနေ့ကအစည်းအဝေးခန်းမအကျဲကြီးထဲမှာအဲကုန်းဖြင့်အေးစိမ်နေသည့်တိုင်သူ့နှဲငယ်ချွေပြန်နေခဲ့ရသည်ငယ်ကလေးကဆွဲခဲ့ရသည့်လက်မောစပြန်ပွဲစိတ်ကူးရင်လိုကောင်းလာသည့်ပကံသည်အငင်းပွားပွဲကွဲလွဲမှုပြဿနာများကိုတည်ပိုးထားရကြောင်းတိကွင်ရခြင်းကပင်သူ့ကိုချွေးပြတ်စိတ်ရိုက်စေခဲ့သည်ဒီပြားထိချမှဖြစ်မှာလေစိုးထိချင်ရင်လုံးမရဘူးအလေးစိမ်အောင်မခံနိုင်ဘူးအထွတ်ဈေးကြီးထက်တင်ရင်လည်းထပ်ပြိုမှာပဲအငြင်းရှိသူပြောနေတာကုသိုလ်ရတာမရတာနောက်ထားဖြစ်ရင်လူသေးမှာဗျဒုက္ခရောက်မှာဗျခမရတို့ရှေးရောက်ဌာနကလူတွေကျိုးရန်လက်လျှောက်နေရတာတော့လေနားလေပါရဲ့ဗျာဒါပေမဲ့ဆရာတော်တွေဆန္ဒရှိတာနဲ့အင်ဂျင်နီယာတွေနဲ့တင်တာတေချာညှိမှဖြစ်တော့မှာဘာသာရေးကိုလေးစားပေမဲ့အလုံးမလိုက်တင်တာတွေလည်းရှိတယ်လေဗျာဆွေးနွေးညှိနှိုင်းသေးသောစကားတွေကိုနားထောင်ရင်ပကံရဲ့လက်တော်ပြဿနာအရင်ကပြဿနာနဲ့နောက်ဖြစ်လာနိုင်သည့်ပြဿနာတွေကိုသူ့သဘောပေါက်လာခဲ့သည်မမကတော့သူ့ရင်ကောင်းကောင်းကြီးသဘောပေါက်ခဲ့ပြီးဖြစ်ပါလိမ့်မည်တစ်ချိန်ကပကံပြားတွေစားမှာကြည်နူးစစ်ပြန်လွမ်းမောခဲ့သောမမသည်လေအခုအခါမှာသူ့လိုပဲချွေးပြန်နေရလိမ့်မလားညီမတို့ရဲ့တရားကြီးညိုမှုများနဲ့ဘာသာရေးဆိုင်ရာအမြင်တွေကြားမှာကြိုပြည့်အိုဝဲလျက်ရှိသောပိတုကလည်းရများ၏အနာဂတ်ကိုပညာရှင်များကဘယ်လိုဆက်လက်ဖန်တီးကြပါလဲဆောက်ရည်ကပြင်ပေးရင်လဲခင်ဗျားတို့ရှေးအောင်ကလက်ခံမှာဖြစ်တာခင်ဗျားတို့တခြားစစ်ရမယ်ပညာရှင်တွေကိုကြည့်ပေးခိုင်းရမယ်
ကျူစီပွဲဖွဲ့ရမယ်ငင်းကုန်ကြတယ်ဆွေးနွေးရတယ်ညှိနှိုင်းရတယ်ဟိုဘက်ဒီဘက်အနေတွေကလည်းစိတ်ဝင်စားစရာကောင်းလာတယ်အခါတလေကြတော့လေကျွန်တော်တို့ဘက်ကအခြေအနေအရလုတ်တန်လုတ်တိုက်လို့လိုရတာတွေကပန်သွားရလဲရှိရလေတပ်ပင်ညူကို UNESCO ကရောင်းတင်မလောင်းသိခြင်းသေးပေမဲ့ကျွန်တော်တို့လောင်းလိုက်တာမှန်သွားတယ်အိန္ဒိယကလည်းသူ့တည်နာမလုပ်လိုက်ရဘူးလို့ပြောတယ်ဒါပေမဲ့အဲ့ဒါတွေကိုစောင့်နေရင်လက်တလောပျက်စီးသွားနိုင်တယ်အစည်းအဝေးကတပြေးပြေးအရှိန်မြင့်လာခဲ့သည်ပို၍စိတ်ဝင်စားစရာကောင်းလာသည်အထက်ကညွှန်ကြားသမျှကိုတိတိကျကျလိုက်နိုင်ရမယ်လို့မဆိုလို့ပဲပြောတင်ပြောထိုက်တာတွေပြောဖို့တွေပြီးတော့သူကောင်းကြိုက်လာပါသည်သို့တော့သူ့တဲ့ပိုကောင်းကြိုက်ကြရမည်အသက်အရွယ်ကြီးပြီဖြစ်သည့် expert နဲ့ကအင်ဂျင်နီယာတွေကိုကြည့်ရင်ခေါင်းကြိုက်ရတာကိုပင်အာနာလာခဲ့ပါသည်အစည်းအဝေးပြီးတော့နေဘူးကြဲကြဲတဲ့ဖျားတွေကိုပတ်ကြည့်စစ်ဆေးကြရသည်သူတို့ပွဲတွေကသူပါဝင်9ယောက်လက်ခွင့်ရခဲ့သည်နောက်ပတ်နေရန်အကွဲကနောက်သို့နေရန်ရန်ကြနေသည့်တရားပုံဖျားကိုရောက်တော့နေရန်အကြောင်းပေါ်မှာခရမီတာတက်ထားသည်ကိုတွေ့ရသည်ကျောဘက်နေရန်တွေကိုတော့တသားပြားဖြင့်ထောက်ကန်ထားရပါသည်တိတ်မတင်ရှားသေးသည့်ဖျားလေးတစုကိုရောက်တော့ကွန်နောင်အထက်အထုစေတီကပြုတ်ကျလူဆက်ဆက်တက်တဲ့ကလေးဒီဖျားကတော့ဝိချုံမှဖြစ်မယ်အထုစေတီရောထီတော်ချရမယ်ဘုံဝင်အန်ရရှိတယ်မူလအလူရှင်ကအချမခံမှုဆရာမူလအလူရှင်နဲ့ပညာရှင်များကြားမှာလဲကွဲလွဲမှုကရှိရပြန်သည်ဆွေးနွေးရညှိနှိုင်းရပြန်သည်တိတ်မတင်ရှားသည့်ဖျားများပြုပြင်ဖို့အတွက်တော့မူလအလူရှင်တို့၏အလိုကိုလိုက်ရလေသည်ထိုနေ့ကနောက်ဆုံးသွားခဲ့သည့်ဖျားမှာတန်မြင့်စွာဖျားဖြစ်လေသည်ထိုဖျားเจ้าကိုငယ်ငယ်ကမမပြောဖျားသဖြင့်တည်ခဲ့ရတော့လဲအခုမှရောက်ဖို့ရသည်ကိုရီးယားဘုံကြီးတစ်ပါးရဲ့ပြုပြင်မှုဖြင့်အပြင်ပိုင်းမှာခေဟောင်းပုံပြောက်ခဲ့ပြီးဖြစ်သောဖျားမှာကောနာထပ်ပိုင်းတစ်ခုလုံးပြက်ကျနေခဲ့ပြီးဖျားရှိမှာတော့ကိုရီးယားဘာသာဖြင့်ရေးထိုးထားသောကြောက်စာတိုင်းကလှလှပပထိုနေ့အဆောင်ပြန်ရောက်တော့သူ့ခေါင်းတော်တော်ကိုက်ခဲ့ရသည်ထိုညကပုံစံဆွဲရင်းထိုအကြောင်းကိုဆွေးနွေးဖြစ်ခဲ့သည်မဆုကရင်မောရင်းဆံပြေကအခုမှစီဝေးတက်ဖူးတာကိုမဆုကတော့ယိုးနေပြီအစည်းအဝေးတိုင်းပြဿနာတနေကြပဲလေအလူရှင်တွေဘက်ကဥဒါဘာသာပြီးအင်္ဂါပစုံတဲ့တရားကိုလိုချင်တာကိုလည်းအပြစ်မပြောလို့ဘူးဒါပေမဲ့ဆရာအမွေနှစ်တွေကိုရှေ့မုံပြတ်ထိသိမ်းဖို့ကလည်းအရေးကြီးတာပဲလေတချို့အရာတွေကြထိသိမ်းတာမဟုတ်ပဲကိုယ်စိတ်ကြိုက်ဝမ်းမှန်ချင်တာနေတယ်လို့ဖြစ်နေတယ်ဒါတော့မလုပ်သင့်ဘူးလေဒါဝီမာတိုင်းလက်ခံရင်တိတ်ကောင်းပါပဲမဆူရဲ့ညှို့လင်းရတာပေါ့လေသူထိုညကအိယာစောစောဝင်ခဲ့သည်သူ့အရင်အိယာစောစောဝင်တဲ့ကိုမင်းကတော့အိပ်ပြီးလားမသိသူအိယာပေါ်မှာငိမ့်သက်နေပြီးသူကကိုမင်းဘေကက်ရဲ့အိယာပေါ်မှာလေးတောင်လိုက်သည်လူကနှုံနေတော့လေနောက်နေ့လင်းလင်းမမနဲ့တွေ့ရတော့မြေကိုတွင်းပြီးကြော့လူကလမ်းလာသလိုထင်မိသည်ချန်ပြေကအိယာပြီးမှချထားသည့်ကျုံးမိုးအိတ်ကိုလှမ်းဆွဲယူကအိတ်ထဲကပစ္စည်းတစ်ခုကိုနှိုက်ယူလိုက်ပါသည်အေးဆက်ဆက်နေချိုးရုပ်ကလေးကိုစမ်းပြီးတော့အမောင်မှသူပြုံးမိသည်အမဝယ်ပေးခဲ့သည့်ချိုးရုပ်ကလေးကိုသူခရီးသွားသည့်အခါယူသွားဖြစ်ခြင်းကသူ့ရဲ့ကလေးဆန်မှုလားစိတ်ကူးရင်ဆန်မှုလားသူမသိပါသို့တော့သူပင်ပန်းချိန်တွေမှာထိုချိုးရုပ်ကလေးကိုစုပ်ကိုင်းလိုက်ရင်တော့အင်အားတစ်မျိုးမျိုးရှိလာတယ်လို့ခန်းစားတတ်ရသည်သူအမောင်မှာထိုချိုးရုပ်ကလေးကိုနှကန်းနဲ့ထိ၍ဟောဖွာမှုလိုက်တော့အတန်တိုးတိုးတစ်ချက်ထွက်လာသည်သူနောက်တစ်ချိန်ပြုံးလိုက်ရင်ချိုးရုပ်ကလေးကိုအိတ်ထဲသို့ပြန်ထည့်လိုက်သည်ကိုရင်ပြီအမောင်နှင်းမှကိုမင်းရဲ့ခေါ်တန်းကိုကြားလိုက်ရသည်ခမမဲသေးဘူးလားကိုမင်းအဲ့လိုပြောသေးတာအိတ်ဖို့ကြိုးစားနေတာတကူကူကိုအရန်သိချင်နေလို့အိတ်မိရတာကိုမင်းကစကားသက်မပြောတော့သဖြင့်ရံပြေလဲအလိုက်သက်သည်ငြိမ်သက်နေလိုက်သည်ကိုရံပြေကိုမင်းကအိတ်ချင်မှုတူးတန်ဖြင့်ခေါ်ပြန်သည်ညနေရလေကျွန်တော်ရေချိုးပြီးကသာနည်းနည်းချမ်းလို့ခမအိတ်ထဲကဟိုဒီအင်ကြီးတစ်ထည်ယူဝတ်တယ်ကျွန်တော်မှအင်ကြီးလက်ရှိမပါလို့ရရလေကိုမင်းကပြောစရာမလိုပါဘူးပြောစရာမလိုပဲမဲ့မေးစရာတော့လိုတယ်ဘာလို့လဲခမအိတ်ထဲမှာအိုးဖို့ချိုးရုပ်ပလုတ်တို့ကဘာလို့ကိုယူလာတာလဲဟာဗျာခမကတော့ဗျာသိချင်လို့ပါဖြေပါဗျမဖြေဘူးဗျာအိတ်ပြီးနောက်တီတောက်လုံနေသည့်ကိုမင်းကိုပြန်ပြောပြီးသူကစံကိုကောင်းမှုဆွဲချုံလိုက်သည်ကိုမင်းကတော့အမောင်ထဲမှာခတ်တူတူရဲ၍နေလေသည်